အားလုံးပဲမင်္ဂလာပါ Tino Recap Channel မှာကြိုဆိုပါရစေ David Rice ဟာမီချီဂန်ပြည်နယ် Ann Arbor မြို့ကတာမန်အထက်တန်းကျောင်းသားတစ်ယောက်ပါပဲ။သူကရှက်တက်ပြီးတိတ်ဆိတ်သူဖြစ်ကမီလီဆိုတဲ့အတန်းဖော်တစ်ယောက်ကိုတိတ်လေးသဘောကျနေခဲ့ပါတယ်။ဆောင်းရာသီတစ်ရက်မှာသူမောက်ကိုနှင်းပွင့်လုံးလေးတစ်ခုပေးပြီးကျောင်းကအနိုင်ကျင့်တက်တဲ့လူတစ်ယောက်ရဲ့အဆက်ခွဲတာကိုခံရပြီးနောက် David ဟာဒေါသတကြီးထွက်သွားပြီးရေခဲမှတ်နေတဲ့မြစ်ပေါ်ကပါးလွှားတဲ့ရေခဲပြင်ကိုဖောက်ပြီးပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့ရေနစ်မသေးပဲထူးခြားတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။သူဟာရေထဲကနေပျောက်ကွယ်သွားပြီးအများပြည်သူစာကြည့်တိုက်တဲ့ကိုရောက်သွားခဲ့ပါတယ်။သူဟာရေဆိုရွှဲနေပြီးကြောက်လန့်နေခဲ့ပါတယ်။ဒီအချိန်မှာပဲဒေးဗစ်ဟာနေရာတစ်ခုကနေနောက်နေရာတစ်ခုကိုရွေ့လျားနိုင်တဲ့သို့မဟုတ်ခုန်နိုင်တဲ့စွမ်းအားရှိနေတာကိုသိရှိသွားခဲ့ပါတယ်။သူ့မှာဘာလုပ်နိုင်လဲဆိုတာကိုသိသွားတဲ့အခါဒေးဗစ်ဟာသူ့ကိုအနိုင်ကျင့်တတ်တဲ့အရက်သမားဖခင်စီကနေထွက်ပြေးခဲ့ပါတယ်။သူဟာနယူးယောက်မြို့ကိုရောက်သွားပြီးသူ့ရဲ့စွမ်းအားကိုအသုံးပြုပြီးဘန်ရဲ့ဘန်နာတိုက်ထဲကိုဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။အချက်ပေးစနစ်တွေမမီပဲဝင်ထွက်နိုင်တဲ့သူ့ရဲ့စွမ်းရည်ချောင်းသူဟာတတ်တောင့်တတာနေထိုင်နိုင်ဖို့နဲ့လူအဖွဲ့အစည်းကနေပျောက်ကွယ်သွားနိုင်ဖို့လုံလောက်တဲ့ငွေတွေကိုခိုးယူခဲ့ပါတယ်။ရှစ်နှစ်အမိထိုင်နေခဲ့ပါတယ်။သူဟာကဘာပတ်ဖို့အတွက်သူ့ရဲ့ရွေ့လျားနိုင်တဲ့စွမ်းအားကိုအသုံးပြုခဲ့ပါတယ်။ဖီဂျီမှာလှိုင်းစီတာ Sphinx ရုပ်တုပေါ်မှာအနားယူတာလန်ဒန်မှာညစာစားတာလုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပြည်စုံတဲ့ဘဝဟာရိုလန်ဆိုတဲ့လူတစ်ယောက်ရဲ့အာယုံဆိုင်မှုကိုခံရတဲ့အခါမှာတော့ပြိုလဲစာပြူလာခဲ့ပါတယ်။ရိုလန်ဟာPaladins လို့ခေါ်တဲ့လျှို့ဝှက်အဖွဲ့အစည်းကနေလာတဲ့အေးဆက်ပြီးရက်ဆက်တဲ့ agent တယောက်ပါ Paladins တွေဟာဖျားသခင်တပါးတည်းသာနေရာတိုင်းမှာတပြိုင်နက်တည်းရှိနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်တဲ့လို့ယုံကြည်တဲ့ယာစုနှစ်ပေါင်းများစွာတက်တန်းရှိတဲ့ဘာသာရေးအစွန်းရောက်အဖွဲ့တစ်ဖွဲ့ပါသူတို့ဟာမျိုးဆက်ပေါင်းများစွာဂျမ်ပါတွေကိုလိုက်လံရှာဖွေတပ်ဖြတ်နေကြပါတယ်ရိုလန်ဟာဒီဗစ်ကိုချီယာခံလိုက်ပြီးသူ့တိုက်ခန်းထဲမှာရွေ့လျားနိုင်တဲ့စွမ်းအားကိုတန်ပြန်ဖို့အထူးထုတ်လုပ်ထားတဲ့နည်းပညာမြင်လက်နက်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ဒီဗစ်ဟာမနေလွတ်မြောက်ခဲ့ပါတယ်ထွက်ပြီးနေဒီဗစ်ဟာနှစ်ပေါင်းများစွာအကြာမှာသူ့ရဲ့ဇာတိမျိုးကိုပထမဆုံးအချိန်ပြန်လာခဲ့ပါတယ်သူဟာဒေသခံဘာတစ်ခုမှအလုပ်လုပ်နေတဲ့အရွယ်ရောက်ပြီးတာမီလီနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်သူမကိုအထင်ကြီးအောင်လုပ်ပြီးသူတို့ရဲ့ဆက်ဆံရေးကိုပြန်လည်စဖြင့်ဖို့အတွက်သူဟာသူမကိုရောမမျိုးကိုရုတ်တရက်ခီးထွားဖို့ဖိတ်ခေါ်ခဲ့ပါတယ်မီလီဟာဒီဗစ်ရဲ့ရုတ်တရက်ပြန်ပေါ်လာတာနဲ့ထူးဆန်းတဲ့အပြုအမူတွေကိုတန်တရားရှိပေမဲ့သဘောတူခဲ့ပါတယ်ယောမမြို့မှာညဘက်ကိုလိုစီယမ်တဲကိုဖောက်ထွင်းဝင်ရောက်နေတော့ဒေးဗစ်ဟာနောက်ထပ်ဂျမ်ပါတစ်ယောက်ဖြစ်တဲ့ Griffin နဲ့ဆုံတွေ့ခဲ့ပါတယ်။ Griffin ဟာတိုက်ပွဲပေါင်းများစွာကြုံပြီးလှောင်ပြောင်တက်ကအလွန်ကျွမ်းကျင်သူတစ်ယောက်ပါ။ David နဲ့မတူပဲသူဟာ Paladin တွေကိုပြန်လည်တိုက်ခိုက်ဖို့ကိုသူ့ရဲ့တာဝန်အဖြစ်သတ်မှတ်ထားခဲ့ပါတယ်။သူဟာသူတို့နဲ့နှစ်ပေါင်းများစွာစစ်တိုင်နေခဲ့တာပါ။ Griffin ဟာ Roland ဟာသူ့ကိုမတတ်မချင်းရက်မှာမဟုတ်ဘူးလို့ David ကိုသတိပေးခဲ့ပါတယ်။ပြီးတော့သူ့အနီးနားကလူတွေမီလီအပါအဝင်အန်ဒီယေရှိနေတယ်လို့ပြောခဲ့ပါတယ်။မကြခင်မှာပဲ Roland နဲ့ Paladin တွေဟာသူတို့ကိုယောမမြို့မှာခြေရခံမိခဲ့ပါတယ်။ဒေးဗစ်ဟာကိုလိုစီယမ်မှာခွင့်ပြုချက်မရှိဘဲဝင်ရောက်မှုနဲ့အဖမ်းခံခဲ့ရပါတယ်။ဒါပေမဲ့အာနာပိုင်တွေကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပိုပြီးစိုးရိမ်နေခဲ့ကြပါတယ်။သူဟာမီလီနဲ့အတူထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဒုက္ခတွေကမပြီးဆုံးသေးပါဘူး။ Paladin ဟာမီလီကိုပြန်ပြီးဆွဲပြီးဒေးဗစ်ကိုထောင်ချောက်ထဲဆွဲဆောင်ဖို့အတွက်အစာအဖြစ်အသုံးပြုခဲ့ပါတယ်။အသေးအတန်ဖြစ်နေတဲ့ဒေးဗစ်ဟာအကူအညီအတွက် Griffin စီကိုတက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာကမ္ဘာတစ်ဝါလုံးကိုတိုကျိုကနေအီဂျစ်အာတစ်ဒေသအထိရွေ့လျားပြီးကယ်ဆယ်ရေးမစ်ရှင်ကိုစီစဉ်ဖို့ကြိုးစားခဲ့ကြပါတယ်။ Griffin ကသူ့ရဲ့နီးဗျူဟာPaladin တွေကိုနောင်တမရှိတဲ့တပ်ပစ်ဖို့ဖြစ်ပြီး Roland ကိုဖယ်ရှားဖို့အတွက်မီလီကိုစွန့်လွတ်ဖို့ဆန္ဒရှိတယ်လို့ထုတ်ဖော်ပြောကြားတဲ့အခါသူတို့နှစ်ယောက်ကြားမှာတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ David ဟာဘေးထွက်ဆိုးကျိုးတွေကမဖြစ်မနေလိုအပ်တယ်ဆိုတာကိုလက်မခံခဲ့ပါဘူး။ အန်ဒီယေများတဲ့နောက်ဆုံးအခန်းမှာ Griffin ကရွေ့လျားနိုင်တဲ့ပေါ်တယ်တစ်ခုကနေဘုံတစ်လုံးကိုချပြီး Roland ကိုတတ်ဖို့ကြိုးစားခဲ့ပါတယ်။ David ကဝင်ရောက်ဆွတ်ဖက်ပြီးမီလီကိုကယ်တင်တာ Griffin ကိုတိုက်ပွဲကနေထွက်သွားအောင်လုပ်ခဲ့ပါတယ်။ David က Roland ကို Grand Canyon ကလေးကဝေးပန်ခေါင်းပြီးတဲ့ခုတစ်ခုတွေကိုကျွေးရပြီးသူ့ကိုမတတ်ပဲထိရောက်စွာအချိန်ချခဲ့ပါတယ်။ဒီအချိန်က David ရဲ့ကြီးထွားမှုကိုပြသပါတယ်။သူဟာသူ့ရဲ့ရန်သူတွေနဲ့တောင်မှလူသက်သမားတစ်ယောက်ဖြစ်လာဖို့ပြင်ဆင်ခဲ့ပါတယ်။ဇလန်ကတော့အဓိကတိတ်ခွက်တစ်ခုနဲ့ဒီကုန်ချောင်းခဲ့ပါတယ်။ David ဟာသူ့ကိုခလေးပွားကလေးကစွန့်ပစ်သွားခဲ့တဲ့သူ့အမိကိုရှာတွေ့ခဲ့ပါတယ်။သူဟာPaladinတစ်ယောက်ဖြစ်နေပါတယ်။သူဟာDavidကိုဥစွာထွက်ပြေးခွင့်ပြုခဲ့ပြီးတနည်းနည်းမှာသူ့မရဲ့တာဝန်ကသူ့ကိုလိုက်လာအောင်ဖြစ်အောင်လုပ်ဖို့တက်ခဲ့ပါတယ်။ဒီအချက်ကDavidကိုစိတ်ရှုပ်ထွေးစေခဲ့တယ်။သူ့ရဲ့ဘဝကိုသူ့ကိုယ်တိုင်နေထိုင်ဖို့သူချစ်ရတဲ့သူတွေကိုကာကွယ်ဖို့သူ့ရဲ့စွမ်းအားတွေကိုသူ့ရဲ့ကိုယ်ပိုင်စည်းကမ်းချက်တွေနဲ့အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်